မေတို့ကကိုကလေးလေးကိုခိရှိပြေးစီနေဆိုရင်ဒီဗီဒီယိုကဖေမေတို့အတွက်ပါပဲ။သူတို့မိဘတွေကကလေးတွေကိုကမ္ဘာစင်ချိန်တွေချုံနိုင်တဲ့အထိအာမြင်ထူးချွန်စေချင်ကြတာပေါ့။ဒါပေမဲ့ကိုပြောထောင်နေတဲ့နည်းလမ်းတွေကမထင်မဲ့ပဲကိုကလေးရဲ့ငယ်ဖွံ့ဖြိုးမှုကိုထိခိုက်စေနိုင်တယ်ဆိုတာကိုရောသိကြရဲ့လား။ဒီနေ့မှာတော့ဇူကကလေးတွေရဲ့ဉာဏ်ဖွံ့ဖြိုးမှုကိုထိခိုက်အောင်မထင်မှတ်ပဲပြုလုပ်နေမိတဲ့အချက်လေး၃ချက်ကိုပြပြပေးတော့ပါမယ်ရှင်။နောက်ဆုံးအချက်ကအရေးကြီးဆုံးချက်ဖြစ်တာမလို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပေးဖို့တော့လိုအပ်ပါတယ်ပြည်မီတို့ရဲ့ပထမတစ်ခုကတော့ကလေးလေးတွေမိတဲ့မျိုးခွန်းတိုင်းကိုပေါ်ပေါ်တန်တန်သဘောထားခြင်းကလေးလေးတွေကဒီလိုအရွယ်မျိုးမှာစွမ်းလူစိတ်ပြင်ပြပြီးသိချင်တာတွေများတဲ့အတွက်မိဘတွေအများကြီးထုတ်တတ်ကြပါတယ်ဒီလိုအချိန်မျိုးမှာအဖြေလေးရပြီဆိုရင်သူတို့လေးတွေရဲ့အုံနောက်ထဲမှာအချိန်အဆက်မိမိနဲ့ information တွေအများကြီးကိုတင်ထားတတ်ကြပါတယ်ဒီလိုအခါမျိုးမှာပြည်မီတို့ကကလေးလေးတွေရဲ့မိခွန်းတွေကိုတေချာဖြေချပေးဖို့လိုအပ်ပါတယ်ဒုတိယတစ်ခုကကလေးငယ်လေးတွေရဲ့စိတ်ကူးစိတ်တမ်းတွေကိုအတိတ်ပဲမရှိဘူးလို့ဆိုပြီးဟာတိုက်ရှင်ဒီလိုမျိုးဟာတိုက်တဲ့အခါမှာကလေးငယ်လေးတွေကတငယ်စိတ်ဝင်လာပြီးနောက်တစ်ခါကျရင်သူတို့ရဲ့ credit ဖြစ်တဲ့အတွေ့အကြုံကိုမထုတ်ပြတော့ဘဲနေတော့ဖြစ်ပါတယ်မဖြစ်နိုင်ဘူးဆိုတာမရှိဘူးမဖြစ်သေးတာပဲရှိတယ်ဆိုတဲ့အတွက်ကြောင့်ဇီရိုကကလေးငယ်လေးတွေရဲ့စိတ်ကူးစိတ်တမ်းတွေကို positive way နဲ့ထောက်ပံ့ပေးကြရမှာပဲဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့ပြေးလွှားဆောက်ကစားရတဲ့ပုံတွေ brain exercise တွေကိုမလို့ဖြစ်နေတယ်။အဲဆယ်လေးတွေအတူတူမကစားပေးတာဘ ഹു တရရစီရဲ့အကြောင်းအရာလေးတွေကိုအမေးဖြေလေးတွေနဲ့မစော့ပေးတာသူစူးစမ်းလေ့လာခြင်းနဲ့အကြောင်းအရာလေးတွေကိုလိုက်ပပင်တာမျိုးကြောင့်ကလေးလေးတွေရဲ့ဉာဏ်ကောင်းစီရဲ့ဉာဏ်တွေကိုပြပြမေတို့ကိုယ်တိုင်ကတိတ်ပင်မိနေတာမျိုးဖြစ်တတ်ပါတယ်။ဒါကြောင့်ဒီအချက်၃ချက်ကိုသိလိုက်ရပြီဆိုရင်တော့ကလေးငယ်လေးတွေရဲ့အုံနောက်ဖွံ့ဖြိုးမှုကိုအမြင့်မားဆုံးထိရအောင်တစ်ဖက်တစ်လမ်းကနေပံ့ပိုးပြထောင်ပေးနိုင်တာပဲဖြစ်ပါတယ်။နောက်ထပ်လည်း parenting tips တွေကိုပြပြပေးတော့ရှိကြမလို့ Take Care of My Page လေးကို like and follow လုပ်ခဲ့ပေးကြပါအောင်နော်။